အားလုံးပဲမင်္ဂလာပါဒီနေ့တက်လာတဲ့တဲ့ပေါ့နော်ဒီ Chelsea တင်းရဲ့တောင်ပံကစားမှာ Barcelona တို့ကို Tottenham Hotspur တင်းကနှုတ်အားဖြင့်ကန်လာနေတယ်Chelsea တင်းကလည်းဒီ Spurs တင်းရဲ့နောက်ခံတွေဖြစ်တဲ့ Christian Romero ကိုပြန်နေလို့ခြင်းနေပေါ့နော်ဒီကစားမနှစ်ယောက်ရဲ့ sweat D ကတကယ်ပဲဖြစ်လာမလားဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် Christian Romero ကလက်ရှိအမြင်အသက်အရွယ်အားဖြင့်28နှစ်ရှိနေပြီ Barcelona တို့ကတော့26နှစ်ပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့ Chelsea တင်းရဲ့တောင်ပံမှာကျွန်တော် Esteban တို့ Roger တို့ Quanta တို့ရောက်ရှိတဲ့အတွက်ကြောင့်မို့လို့ Barcelona နေရာရဖို့အတွက်တော့တိတ်ပြီးရိမ့်မကျနေတော့ဘူးဒါကြောင့်မလို့သူနေအသင်းပြောင်းဖို့အတွက်အလားအလာရှိတယ်အဲ့ချိန်မှာ Spurs အသင်းကလည်း Barcelona တို့ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့အဲ့ချိန်မှာနှုတ်အားဖြင့်ကန်လှန်လိုက်တယ်ပေါ့နော် Chelsea အသင်းကလည်းနောက်ခံလူတွေတယောက်ရှာဖွေတဲ့နေရာမှာ La Croix ကိုလည်းဒီအပြောင်းရှိက La Croix နဲ့သက်ဆိုင်မှုမရှိဘူးဆိုပြီးတော့တည်င်းနေတော်တော်များများပေါ်ပြနေကြတယ်ပေါ့နော် La Croix ကိုဒီတန်းခေါ်မယ် Christian Romero ကိုလည်း Chelsea အသင်းကတကယ်လို့ Barcelona တို့နဲ့ဆွတ်လို့ရမယ်ဆိုရင်အဲ့လိုဆွတ်ဒီအနေနဲ့စဉ်းစားသွားမယ်ဆိုပြီးတော့တည်င်းတွေကတက်နေပါတယ်ဒါတော့ဒီနေ့မနက်ပိုင်းမှာဒီ Barcelona တို့နဲ့ Christian Romero ရဲ့ဆွတ်ဒီဘယ်လိုမျိုးဖြစ်ပေါ်လာမလဲဆိုတော့တစ်ချက်စောင့်ကြည့်ရပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်